အကိုတဲ့ပတ်တိမတော့ရသေးဘူးဘီလက်မြေအချမ်းပေါ်ကတ်လို့ရလားတဲ့အမေကုန်းလေးဖြေးပေးမယ်နော်ပတ်တိမတော့ရသေးရင်ကတ်လို့အဆင်မပြေပါဘူးမဆလာအချမ်းပေါ်မှာလည်းမရပါဘူးအုပ်စီထားတဲ့နံရံမှာလည်းမရပါဘူးအဲ့အပြင်နံရံလည်းမရပါဘူးပေါ့နော်ဘယ်ဝေါ်ပြပါပဲကက်မရပါဘူးအနည်းဆုံးပတ်တိလေးရိုက်ထားရပါမယ်ပတ်တိရိုက်ပြီးတော့ကော်ဘက်မစားပါနဲ့ပတ်တိကိုတစ်ချိန်နဲ့ညီအောင်ရိုက်ပေးပါအဲ့ဒီအပေါ်မှာကတ်လို့ရပါတယ်ပိုပြီးကောင်းစေချင်ရင်တော့ကက်ရတာအဆင်ပြေရင်တော့လက်ရကောင်းကောင်းထွက်ချင်ရင်တော့ဆေးပပလေးပေါ့နော်ရေစေးအပေါ်စားလေးပေါ့နော်အဲ့ဒါလေး1ကုတ်လောက်တော့တင်လိုက်ရင်တော့ပိုအဆင်ပြေပါတယ်ဒီတပေနှစ်ပေပဲကက်ကက်ဒီတပေပဲ33ပေကော်ပါပြီးသားပဲကက်ကက်20လက်မှ33ပေဝေါ်ပြပါကော်ပြော်ပြီးကက်တာပဲကက်ကက်ပေါ့နော်4ပေအနံရှိမယ်4ပေအနံပဲကက်ကက်အောက်က3ပေအနံပဲကက်ကက်ဘယ်ဝေါ်ပြပါပဲကက်ကက်ကြိုက်တာကက်စေးတုတ်ထားတဲ့နံရံထက်ကောင်းတဲ့နံရံတော့မရှိပါဘူးပေါ့နော်ကျွန်တော်အဲ့လိုပြောတော့စေးတုတ်စိတ်လည်းကုန်မယ်ပတိရိုက်ခလည်းကုန်မယ်ပေါ့နော်ဘာလို့ဝေါ်ပြပါထက်ကတ်မှာလဲလို့မေးတဲ့လူတွေလည်းရှိပါတယ်အခုမှစောက်တဲ့အိမ်အသစ်ဆိုရင်တော့နှစ်ခါကုန်ပါမယ်နှစ်ခါကုန်ခြင်းကလည်းပိုကုန်သွားတာမဟုတ်ပါဘူးရေရှည်အတွက်ပေါ့နော်စေးဟောင်းနေတဲ့နံရံပေါ်မှာတန်းကတ်မယ်ဆိုရင်တော့ဘာမှပြင်စရာမလိုဘူးပေါ့နော်တချို့က9နှစ်6နှစ်လောက်စေးတုပ်ပြီးလို့ထားရတယ်အဲ့ဒီအချိန်မှာဝေါ်ပေပါကတ်လို့ရတယ်9နှစ်6နှစ်ကတချို့နံရံတွေက9နှစ်လောက်ထားတယ်ပေါ့နော်အိမ်ကိုအကြောင်းမပြင်နိုင်ဘူးပေါ့နော်ပြင်မှုအချိန်မရှိဘူးပေါ့နော်အဲ့လိုမျိုး9နှစ်လောက်ကြာသွားရင်နံရံတွေမှာကပတ်တီးတွေကပွာလာတယ်ရေမွေးတွေကြောင့်ဆေးတွေကွာလာတယ်ဆိုရင်ပြုပြင်ရမယ်အပိုင်းတွေကြတော့ပြုပြင်ရမှာပေါ့နော်အရန်ကြာသွားရင်တော့အကုန်လုံးခွာကြပြီးဆေးပြန်တော့ရမှာပေါ့နော်အခါကျရင်ပိုကုန်ပါတယ်အဲအကြောင်းဆေးတော့ပြီးလို့4-5နှစ်လောက်ကြာပြီဆိုတာနဲ့ဘောပေးပါဘက်ရွေးချယ်မယ်ဆိုလဲရွေးချယ်လို့ရအောင်ပြောပြခြင်းပဲဖြစ်ပါတယ်အိမ်အသစ်ဆိုရင်ပိုကုန်ရတယ်ဆိုတာကလည်းကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါ့နော်အိမ်အသစ်မို့လို့လဲပိုကုန်တာပါပြီးတော့ကုန်သွားတဲ့ပတ်တီးပမာဏကစေးတုပ်တဲ့ပတ်တီးပမာဏပဲပေါ့နော်ဒါပေမဲ့တခုရှိရာကစေးတကယ်တုပ်ရင်စေးတုပ်တဲ့စေးတွေက2သိန်း3သိန်း4သိန်း5သိန်းနေပဲရှိပါတယ်စေးကလည်းဝေါ်ပေပါလိုမျိုးပဲအစားစားရ9မျိုး10မျိုးလောက်မှကတာမဟုတ်ဘူးပေါ့နော်အများကြီးရှိပါတယ်ကျွန်တော်တုပ်ခိုင်းတဲ့ဝေါ်ပေပါကတ်ရင်တုပ်ခိုင်းတဲ့စေးဆိုတာကရေစေးအပေါ်သားစေးအဖြူလေးပဲဖြစ်ပါတယ်တိအောင်ပြောရမယ်ဆိုရင်တော့ UPG ကထုတ်တဲ့ UE တို့ဂျော်ဒန်တို့နီပွန်တို့ဆိုရင်တော့ဈေးပေါ်တဲ့3000ဝယ်4000ဝယ်တန်လေးပေါ့နော်အဲ့ဒီဈေးအမျိုးအစားကိုပြောတာပါဈေးပေါ်ပါတယ်